အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့နော် fruit roll မယ်ရတဲ့ fruit နော်ဘာ fruit ဖြစ်စားပြီး mystery farm မှာဖြစ်ပါတယ် let's go ဗုဒ္ဓလေးပဲပြန်ရပါစေအောင်ဖွာဘာဖြစ်ရမလဲမသိသေးဘူးဗုဒ္ဓလေးနှမျိုးပါလေတော့ကိုကြည့်ပါပြီ1 2 3ဟာဖလိန်နဲ့လောက်ကြပါလို့ပြောရကြည့်တယ်မင်းစားမှာဖြစ်ပါတယ် no နောက်ခေါ်မစီတော့ဖမ်းပါမယ်ဟုတ်ကဲ့ပါနောက်တော့ပို့ပါပြီဘာလို့လဲပြီးတော့ဒိုင်းမဘောတော့ပါမယ်နောက်ခေါ်တက်နေပါပြီနိုင်က roller ညမန်ကရွှေစင်းနဲ့ Versace လူတွေအများငေးရလောက်တဲ့ fashion ကအစိုင်း 45 Italia V12 engine နဲ့ Ferrari စုဝင်ထိုင် Armani they are တအားကြီးဆောင်းရမိုက်တယ်ဗျာအကိုအားကြတယ်ကျွန်တော်လည်းအကိုလိုချမ်းသာတယ်လို့ဘယ်လမ်းကိုသွားရမလဲဒီလမ်းကောင်းတွေပြတ်သွားမယ်အကိုကိုဆရာတင်ထားပါမယ်စီးပွားရေးနဲ့ပတ်သက်ရင်လည်းကျွန်တော်ကဘာနားမလဲကျွန်တော်နာမည်လမ်းပါပဲ rap ချင်းနေဆိုပါတယ်မင်းစလင်းတော့မတိုးနိုင်ဘူးဗျာ underground မှာဆိုဆရာပဲဒီလိုနဲ့အိုလာအတွေးခေါ်တစ်တွေကိုရှာမယ်အခုတော့နာမည်ကြီးဖို့အတွက်ရဲရင်အောင်ထားလဲဆိုမှာပဲနောက်တစ်နာမည်က bro what ဒီတက်ဆာဆိုပါလေတီတော့ရေးချီရသူ့လိုစော့ချီဖို့ကိုပါပဲသူ့ထားလဲဆိုမှာပဲဘန်ဒီဖြိုးလိုပါနှွဲ့အမှန်နဲ့ပြောရင်ကိုဆက်ဆိုင်လိုမျိုးနာမည်ကြီးလိုပါတယ်အဲ့ထက်တောင်ပို့ပါတယ်တကယ်တော့ကျွန်တော် K-pop ပါမျိုးရင်ကျွန်တော်ခုဆိုတော့တက်ပြီးသွားပြီမမစီကဘယ်လောက်တက်လဲဆိုတော့90နှစ်တိတက်ပါတယ်နောက်တော့ fire ရမှာပေါ့တော့ long ဆိုရပါပြီနောက်တော့ board ပေါ့ green ဆိုတော့ board တက်ပါမယ်နောက်ခုတော့ဆက်တက်ပါပြီSo wowရှိတဲ့ရစီကိုလေရင်ကြီးစီကလာနေတဲ့လောနေစဲစကားငါပြန်တမ်းပြီးတော့မောင်းနေလို့လာစင်ကဟိုလူရကိုဖို့နော်ခုဆိုရင်တော့တက်ပြီးသွားပြီဒါပေမဲ့နောက်ဆုံးပါဝါတော့မပွင့်သေးပါဘူးအဲ့တော့တော့ဖမ်းပါမယ်ဒီရှေ့ကတော့တော့ဘွားနောက်ဆုံးပါပွင့်ပါပြီအခုဆိုရင်နောက်ဆုံးပါပွင့်သွားပါပြီဟိုတော့ပြပါမယ်ကျမမိုက်ပါဆဲဆူရတော့မိုက်တယ်လို့ပြောလို့ရပါတယ်နော် skill 1နဲ့အကုန်လုံးပြပြပါမယ်ဒါတော့ skill 1ပါဒါတော့ skill 2ပါဒါတော့ skill 3ပါဒါတော့နောက်ဆုံး skill ပါဒါရီကပြန်နေဟာပါပြန်နေဟာတော့အဲ့လောက်ကြီးမမှန်ပါဘူးနောက်ကြရင်တော့ဒီလိုလေးလုပ်လို့ရပါမယ်ဒါတော့ကျွန်တော်ဒီ blog ကောက်လေးတော့အစ်စ်တွေပါနောက်ဟိုရင်ကောင်းတဲ့ကကျွန်တော်မမန်းစားပြီးတော့အကောင်ပြောင်းလေးအောင်ဒီစောက်မှဖြစ်လို့ပါအဲ့တော့ဒီကောက်လေးနဲ့ဆန်းပြဖြစ်ပါတယ်အဆုံးလေးကြည့်ဖို့ဘာလို့ပြန်ဖြစ်လဲသိကြပါတယ်နောက်ဒီအကောက်လေးကိုလည်း Roblox ဆိုတဲ့အကောက်လေးကိုလည်း like and subscribe လုပ်ခဲ့ပေးကြပါအဲ့ဒါဆိုရင်တော့အားလုံးပဲတတာပါ